ဆေးလွတ်သူနဲ့ဆေးလွတ်ခံရသူတွေရဲ့အာအောစရာကောင်းတဲ့ကွင်းဆက်အကြောင်းကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင် စဉ်းစားကြည့်ပါတရင်စကားလာပြောမယ်သူတရားအောင်မှမရှိဘဲနဲ့ကယ်တင်ရှင်ကိုဘီရိုပင့်ခေါ်လန်းကြမလဲ ကျွန်တော်မျိုးဒီမှာရှိပါတယ်ဆေးလို့တော်မူပါဟေရှာယရဲ့ဒီစကားဟာသမိုင်းတစ်လျောက်လုံးဖြစ်ပေါ်မဲ့ကွင်းဆက်ကြီးရဲ့အစပါပဲ ဒီကြီးမားလာတဲ့ကွင်းဆက်ကြီးရဲ့စစ်မှန်ဆုံးမူလအစကတော့ဆေးလွတ်ချင်းကိုစတင်ခဲ့တဲ့ဖျားသခင်ကိုယ်တိုင်ပဲဖြစ်ပါတယ် ဒုမတ်ဆူပြောင်းရှင်ကိုတိုင်းဒီဆလူချင်းမရှင်မှာဘလို့တက်ကြွဆွပြန်လန်ပါဝင်နေလဲဆိုတာတတိထားကြည့်ပါ ဒီပုံစံဟာဓမောင်ချန်ကလေးကစတင်ခဲ့ပြီးမောရှေတို့လိုခေါင်းဆောင်တွေဟာအခွင့်အာဏာနဲ့ဆေလွတ်ခံခဲ့ရပါတယ် ဒီနေရာမှာခရစ်တော်ဟာကေတင်ချင်းကွင်းဆက်ရဲ့အစပထမဆုံးအဓိကအခြေခံဆက်ပဲဖြစ်ပါတယ် တမန်တော်ပေါ်လို့ရှင်းပြခါတဲ့အစင်းလိုက်ဖစ်စင်ကိုကြည့်လိုက်ရင်ဒီလုပ်ငန်းစဉ်ကတော်တော်လေးကိုရှင်းလင်းသွားပါတယ် ဒါဆိုရင်ဒီသတင်းစကားကိုတဲဆောင်မဲ့ကိုစားလေတမန်တော်ဆိုတာအတိအကျဘာကိုဆိုလိုတာလဲ အရေးကြီးဆုံးကတော့တမန်တော်ဆိုတာမူလတမန်တော်12ပါးတည်းအတွက်တီးတန့်ကန့်တက်ထားတာလုံးဝမဟုတ်ပါဘူးဒီကုနက်ခဲမှာတီတူအပီဖီယိုရီနဲ့ယူနီတူလိုထောက်ပံ့သူတွေနဲ့ထူးချွန်တဲ့ခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ် ဒါပေမဲ့ဒီ mission ကိုရှေ့ဆက်ဖို့ခိုင်မာတဲ့ထောက်တိုင်တွေဖြစ်တဲ့အစောပိုင်းအသင်းတော်တွေအသက်ဝင်လာပါတယ် ယေရုရှလင်အန်ဒီယုတ်နဲ့ဖိလိပ္ပိအတင်းတော်တွေဟာဒီမစ်ရှင်အတွက်မတူညီတဲ့အရေးပါတဲ့အခန်းကဏ္ဍတွေနဲ့ပါဝင်ခဲ့ကြပါတယ် ဒီလိုပံ့ပိုးမှုတွေကနေရှင်ယောဟန်ဩဝါဒစာတတိယဆောင်မှာပါတဲ့နစ်စာတော်သစ္စာရှိခြင်းဆိုတဲ့သဘောတရားထွက်ပေါ်လာတာ အမှန်တကယ်သစ္စာရှိခြင်းဆိုတာတာမန်တရားကိုဆွဲကင်ထားရင်စီလွတ်သူနဲ့တွားရောက်သူတွေကိုတက်ကြွစွာထောက်ပံ့တာပဲဖြစ်ပါတယ် ငွေကြေးထောက်ပံ့တာဟာအေဗန်ဂေလီမိတဟာယာမှာမရှိမဖြစ်လိုအပ်တဲ့နာခံတင်ဖြစ်တယ်လို့ပေါ်လုကအတိအလင်းဆိုပါတယ် ဒီတော့ခံအတင်းတော်နဲ့စီလွတ်ခံရသူတွေဟာအတူတကွပူးပေါင်းချိတ်ဆက်ပြီးတာမန်တရားအတွက်အစင်မြဲလွတ်ဆောင်သွားကြရမှာပါ ဒီတမိုင်းဝင်ကွန်းဆက်ချီဆက်လက်လဲပတ်နေချိန်မှာကျွန်တော်တို့ကရောဆေလွတ်တူလားထောက်ပံ့တူလားဆေလွတ်ခံရတူလား